ဒီနေ့တော့ကျွန်တော်ကတရုတ်ရဲ့ညီလေးဆိုတဲ့တိုက်လေရင်မရှိတဲ့လာအိုဆိုပေမဲ့မြန်မာထက်တူချင်းချမ်းသာနေတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြသွားမယ်ပေါ့နော်။လာအိုမှာလက်ရှိတိုက်လေရင်အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့သူ့မှာအမောင်းတွေလေရင်အပေါ်စားတိုက်ခိုက်ရေးလေရင်အချို့အနေငယ်တော့ဒါရှိနေတယ်ပေါ့နော်။စုစုပေါင်းသူ့မှာလေရင်33စင်းလောက်ရှိတယ်။အဓိကကတော့သူကရဟန်းရင်23စင်းကသူ့ရဲ့တိုက်ခိုက်ရေးအဓိကအင်အားစုလို့ပြောပါပေါ့နော်။1989ခုနှစ်တုန်းကတော့လာအိုကဆိုဗီယက်ပြည်ထောင်စုကနေ MiG-21 တိုက်လေရင်တွေစစချင်းကနဦးအတုပ်မှာသူက10စင်းနောက်ပိုင်းမှာသူအစင်း30လောက်ရရှိခဲ့တယ်။ဒါပေမဲ့1998ခုနှစ်ဝန်းကျင်မှာတော့ဒါတက်တန်းကြာမြင့်လာဖြစ်တဲ့အတွက်ကြောင့်လာအိုဒီတက်က MiG-21 တွေကိုအသုံးပြုခြင်းကိုရပ်ဆိုင်းလိုက်ရတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာတော့အဲ့ဒီလေယာဉ်ချို့ကဒါလေးတက်စကန်တွေမှာတော့ဒါထိန်းသိမ်းထားတာတော့တွေ့ရတယ်။အဓိကသူတို့တိုက်လေယာဉ်တွေနောက်ပိုင်းမဝယ်တဲ့အကြောင်းရင်းကလာအိုရဲ့လူကြီးကရန်ကုန်လူကြီးတော့မရှိဘူး။အဲ့ဒီတော့ဒီလိုလေရင်ဒီတိုက်လေရင်တွေဝယ်ရတာဒီသူတို့လိုနိုင်ငံလေးအတွက်ထိန်းသိမ်းဖို့လည်းခက်ခဲတယ်အပေါ်ကြီးစီးပေါ်ရတဲ့စရိတ်စကားနောက်ပြီးတော့ကာကွယ်ရေးဘတ်ဂျက်ပေါ့နော်ငွေကြီးအရင်မြင့်ဒီအကန့်အသတ်တွေကြောင့်နောက်ဆုံးမှာသူကရေရှည်ကိုကြည့်ပြီးတော့နိုင်ငံလည်းဒီချက်ထပ်မမွဲစီဖို့စစ်သုံးစိတ်ကိုရှော့ချတယ်ပေါ့ဗျာအဲ့တော့အသုံးပြုခြင်းကိုရက်ဆိုင်လိုက်တယ်ပေါ့နော်ပြောပြည်သူကိုကြည့်တယ်လို့ပြောရမှာပေါ့လက်ရှိမှာတော့သူကရဟန်းရင်တွေကိုပဲဦးစားပေးတယ်နောက်ကတော့အမောင်းတွေလေရင်တွေနဲ့ပဲအဓိကအသုံးပြုနေပေါ့နော်အဲ့ဒီတော့သူ့ရဲ့လက်ရှိလာအိုလေးတက်ဒီပြည်တွင်းလုံခြုံရေးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေဒါနောက်ပိုင်းမှာအဓိကလုပ်နေတယ်လို့သိရတယ်ပေါ့နော်အဲ့ဒီတော့လာအိုနဲ့ထိုင်းကတကယ်တော့ကမ္ဘောဒီးယားနဲ့ထိုင်းလိုပဲဗျာသူတို့မှာနေဆက်ပြဿနာရှိနေပါတယ်အင်္ဂလိပ်နဲ့ပြင်သစ်ကြားမှာဒါသဘောတူညီချက်နဲ့တတ်မှတ်ခဲ့တဲ့နယ်နိမိတ်တွေရှိခဲ့တယ်ပေါ့နော်ထိုင်းနဲ့လာအိုနဲ့ကြားမှာအဲ့ဒီမှာလာအိုကအမြဲတမ်းလိုဒါထိုင်းနဲ့အငင်းပွားနေတဲ့အကြောင်းအရာရှိတယ်ပေါ့နော်လာအိုဘက်ကမကြည်နဲ့တာပါအဲ့တော့1988ခုနှစ်မှာလည်းထိုင်းနဲ့လာအိုနဲ့နယ်ဆက်ကြားမှာစစ်ပွဲဖြစ်ပွားခဲ့ပြီးတော့ဒါထိုင်းလေတပ်ကလာအိုရဲ့နယ်ဆက်ကိုပုံကျဲခဲ့တယ်ပေါ့နော်အဲ့တော့ဒီတိုက်ပွဲကကျွန်တော်တို့မြန်မာပြည်ရဲ့အကြောင်းသင်ခန်းစာတွေမှာသင်ခဲ့ဖို့တယ်ပေါ့နော်လာအိုကတောင်တန်းနိုင်ငံဖြစ်တယ်အဲ့ဒီတော့ထိုင်းနိုင်ငံက F-16 ကို Gripen တိုက်လေယာဉ်တွေနဲ့ဒါလာအိုနိုင်ငံတွေကိုပုံကျဲတိုက်ခိုက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လာအိုကတောင်တန်းဒေသဖြစ်နေတဲ့အတွက်ကြောင့်ထိုင်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကထိရောက်အလွန်နည်းလာအိုရဲ့စစ်တပ်ကလည်းနောက်ပြီးတောတောင်တွေထဲမှာကြောက်ကြားတိုက်ခိုက်ပြီးအတွေ့အကြုံအားရှိတယ်ပေါ့နော်ထိုင်းနိုင်ငံကလာအိုကိုအပြည့်အဝချေမှုန်းဖို့အတွက်သူ့ရဲ့ဒီမြေပြင်တပ်တွေကိုလာအိုရဲ့တောင်တန်းဒေသတွေကိုလွှတ်ဖို့ကပြောရင်လာအိုရဲ့ဒီအတွေ့အကြုံရှိတဲ့ကြောက်ကြားစစ်တီတွေနဲ့ဒါထိတိုက်တိုးဖို့ခက်ခဲခဲ့တယ်ပေါ့နော်နောက်ပြီးတော့လာအိုကတရုတ်နိုင်ငံရဲ့အနောက်ဘက်နိုင်ငံရေးဖြစ်တယ်သူကတည်ရှိတာဖြစ်တယ်တရုတ်ကလာအိုကိုဘယ်လိုမြင်လဲဆိုမြန်မာနဲ့တရုတ်ဆိုရင်ဆိုရိုးပေါက်ကုန်မလားဒါပေမဲ့တရုတ်ကလာအိုဘယ်တော့မှရှင်းနေတယ်ဆိုရင်အကိုကြီးညီလေးဆက်ဆံရေးလို့ပြောတာပေါ့နော်တရုတ်ကတော့အကိုကြီးလာအိုကတော့ညီလေးပေါ့နော်အဲ့တော့ထိုင်းနိုင်ငံကဘယ်လိုယူဆနေလဲဆိုတော့ထိုင်းနိုင်ငံကတကယ်လို့သူတို့ကလာအိုတိုက်ခိုက်ရင်တရုတ်နိုင်ငံလာအိုဘက်ကနေရက်တီပေးမယ်ဆိုပြီးတော့ထိုင်းနိုင်ငံဘက်ကရှုံးချနေတဲ့အတွက်ကြောင့်လာအိုကိုသူတို့ကစွတ်တော့မလုပ်ရဘူးပေါ့နော်1989နဲ့88ထိုင်းနဲ့လာအိုနဲ့နေဆက်တိုက်ပွဲမှာလေတရုတ်နိုင်ငံကဒါလာအိုကိုနောက်ွယ်ရနေကူညီပေးခဲ့တယ်ပေါ့နော်လက်ရှိမှာလာအိုကသူတို့ရဲ့အနာဂတ်မှာတော့လီဒန်နဲ့ဖြစ်နေရတော့စုတတိကိုဝယ်ယူမယ်ဆိုတဲ့သတင်းတွေတော့ထွက်နေတယ်ပေါ့နော်ဒါပေမဲ့လက်ရှိကတော့မသေးကြသေးပါဘူးအဲ့ဒီတော့တရုတ်ကလာအိုထောက်ပံ့တာဆိုထောက်ပံ့တယ်လာအိုမှာတရုတ်ရဲ့စစ်အခြေစိုက်စခန်းတွေမရှိပြီမဲ့သူတို့နှစ်တိုင်းပေါ့နော်တရုတ်ကလာအိုကစစ်သားတွေကိုဒါလာရောက်တင်နေပေးနေရရှိတယ်သူတို့ရဲ့ဒီပေါ့နော်တရုတ်ကတင်ကားတွေလက်နက်တွေနဲ့လာအိုကိုပြောစစ်ပွဲတစ်ခုလို့ပေါ့နော်ပါဝင်တိုက်ခိုက်နိုင်အောင်သူတို့ကစီးပူပေါင်းဆောင်ရွက်မှုတွေတင်နှံပေးလာရှိနေတဲ့အတွက်ကြောင့်လာအိုစစ်တပ်ရဲ့အရေးချင်းရတယ်ဒါခန့်ညံ့တော့မဟုတ်ဘူးเนาะတရုတ်နဲ့အတူတူပူပေါင်းစီရေးလေးချင်းနေတော့အရေးသွေးလည်းတက်နေရပါတော့အဲ့တော့တရုတ်ကလာအိုနဲ့ကမ္ဘောဒီးယားစီရေးထောက်ပံ့နေတော့ပြီးနေဒါပေမဲ့တိုက်လေရင်တော့ချင်းငွေနဲ့ရောပါနေရောပေါ့နော်ဒါရိုက်တော့မပေးဘူးဒါကလည်းဗျထိုင်းနိုင်ငံကိုတရုတ်ကဒါကျွန်တော်မြန်မာနိုင်ငံတိုင်းကလက်နက်ကိုင်နေလို့ပေါ့နော်နိုင်ခွင့်ရှူလာတာထိုင်းပြည်လာအိုနဲ့ကမ္ဘောဒီးယားတို့နေသက်ပြဿနာရှိနေအောင်တရုတ်ကသိတယ်အဲ့ဒီနိုင်ငံတွေကိုသူ့အနေနဲ့အကျွေးချပြီးတော့လေရင်ချောင်းပြီးလို့လည်းရတယ်ဒါပေမဲ့သူကဒါကိုလေရင်ကိုတမင်တက်ပြောကမ္ဘောဒီးယားနဲ့လာအိုကိုအတင်းအကျပ်ကြီးပေါ့နော်ဟိုကူညီတာမျိုးလည်းမလုပ်ဘူးဒါဒီကစားတာတကယ်လို့ထိုင်းပြီးเนาะတရုတ်ကိုစန့်ကျင်ဖို့အရင်ပြင်းထန်လာခဲ့တယ်ဆိုရင်တော့သိကြတယ်ဒါတရုတ်ကအလကားပေးနေကိုပဲဖြစ်ဖြစ်ပေါ့နော်အကျွေးနဲ့ပဲဖြစ်ဖြစ်ဒါလာအိုတို့ကမ္ဘောဒီးယားတို့လေရင်ပေးမှာပေါ့နော်အခုလောလောဆယ်တော့လာအိုတို့ကမ္ဘောဒီးယားတို့ပိတ်ဆို့ခံရလို့မဟုတ်တော့တိုက်လေရင်သူတို့ကဝယ်ခွင့်ရှိတယ်သူတို့ကအဓိကကာကွယ်ရေးဘတ်ဂျက်ကလည်းသူတို့အကန့်အသတ်နဲ့ပဲရှိနေတယ်နောက်ပြီးတော့သူတို့လိုနိုင်ငံလေးတွေအတွက်ကလေရင်ရဲ့ဒီကုန်ကျစရိတ်ကပိုကြီးတယ်အဲ့ဒီဟာကိုဝယ်တယ်ဆိုရင်တိုင်းပြည်ပိုကျန်းမာရေးလို့ပါလို့ပေါ့နော်ဒီပညာရေးတို့ဘက်မှာအသုံးစိတ်သိမသုံးပါဘူးသူတို့နိုင်ငံကိုသူတို့ကြည့်လို့လာအောင်လုပ်ကံပေါ်ကြီးကသူတို့ဆင်းရဲတာကိုသိတယ်အဲ့ကြောင့်ကာကွယ်ရေးစရိတ်ကိုလည်းမငြိမ့်ချင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့သူတို့ကပြည်သူကိုကြည့်ရတဲ့အတွက်ကြောင့်တိုက်လေမဝယ်တာတကယ်သူတို့ချီကျူရမှာနော်သူတို့ကောင်းကောင်းချီကျူရမှာဖြစ်တယ်အဲ့ဒီတော့တရုတ်ကလာအိုမှာအဆင့်မြင့်ဒါရှထားလုပ်ပေးခဲ့တာမှတ်မိကြမလားမသိဘူးနော်2021ခုနှစ်လောက်မှာလုပ်ပေးခဲ့တာအဲ့ဒါကုန်ကျစရိတ်အမေရိကန်ဒေါ်လာ6ဘီလီယံလောက်တော့ကုန်ကျခဲ့တယ်အဲ့ဒီအကြောင်းကြောင့်ပေါ့နော်လာအိုကအရင်ထက်6.8%တိုးတက်သွားတယ်ပေါ့နော်ဒီရထားလမ်းကြောင့်
ကုန်းသွင်းပိတ်လာအောင်နိုင်ငံကဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတယ်ဒီခိမိအမြန်ရထားပိုင်ဆိုင်ရရှိသွားတာပေါ့နော်အဲ့တော့မြန်မာပြည်နောက်ကောက်ကျသွားတော့ဗျာလာအိုအစိုးရလည်းဘယ်လောက်ပေါ်လာလဲဆိုရင်နိုင်ငံခြားရှင်းပြီးမြုပ်နှံတဲ့သူတွေကိုစက်ကိရိယာနဲ့ကုန်ကျန်းပစ္စည်းတင်သွင်းရင်သူကအခွန်ကင်းလို့ကိုနေအမြင့်ငွေနဲ့ဒီအရင်ကြီးပြန်လဲရယူကုန်တွေအပါဝင်လွတ်လပ်ခွင့်များစွာပေးရတော့လာအိုမှာရင်းနှီးမြုပ်နှံမှုတွေကပို့တိုးတာပေါ့နော်နောက်တရုတ်နဲ့လာအိုခေါင်းဆောင်တွေကမကြာခဏလဲသူတို့ကစာဆက်တွေရှိနေပြီးတော့ဒါတရုတ်တာကိုကန့်ချင်မှာမျှဝေမဲ့ပါညာနဲ့သူတို့အများကြီးသဘောတူညီမှုတွေရှိနေမှာမလို့ဒါလာအိုကတရုတ်ရဲ့ညီလေးဖြစ်နေတဲ့အတွက်ကြောင့်ထိုင်းလည်းတော့မထီရဘူးနော်နောက်အနာဂတ်စီမံကိန်းကိုပြောမယ်အဲ့ဒါကတရုတ်ရဲ့လာအိုရဲ့ထိုင်းဆက်သွယ်ထားတဲ့ရထားလမ်းစီမံကိန်းကိုတရုတ်ဦးဆောင်ပြီးလုပ်နေတာအဲ့ဒါကခုနကတော့တရုတ်လာအိုရထားစီမံကိန်းက6ဘီလီယံကျမှာအခုတရုတ်လာအိုထိုင်းက12ဘီလီယံတန်ဖိုးလောက်ရှိပြီးပထမအဆင့်ကို2026တွင်ပြီးစီးအောင်လုပ်မယ်လို့လေးနံပြစ်ထားတယ်ပေါ့နော်အဲ့ဒါပြီးလာအိုကထိုင်းနဲ့မှာဓာတ်ရိုက်ဆက်သွယ်နိုင်မှာဖြစ်တယ်တရုတ်ကလည်းလာအိုကိုချားခံပြီးတော့ထိုင်းနိုင်ငံနဲ့ဓာတ်ရိုက်ဆက်သွယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်တရုတ်လာအိုထိုင်းပြီးပဲနေနေကိုတိုးတက်လာမြန်မာတို့လုံးဝနောက်ကောက်ကြကြံခဲ့တော့ပါဘောနော်အဲ့တော့ဗျာလာအိုရဲ့လူကြီးဒီရန်ကုန်တော့ကလူကြီးရှိပေမဲ့အဲ့ဒါမှလူပိန်းကြီး GDP ကိုတွားကြည့်တယ်ဆိုရင်ပေါ့မြန်မာကဗျာလူကြီးအနည်း60လောက်ရှိရလေလာအိုရဲ့လူကြီးရန်ကုန်တော့9တန်း10တန်းပဲရှိတာဟုတ်တနိုင်ငံလုံးရဲ့ GDP နဲ့ရှင်နေဆိုရင်တော့ဟဲ့မြန်မာစီးပွားရေးပိုကောင်းတယ်လို့ထင်ရပေမဲ့တကယ်ကလာအိုကလူကြီးရရန်ကုန်လောက်ပဲရှိရလေနိုင်ငံသားတယောက်စီရဲ့လောက်ခတာတာနဲ့ရှင်လိုက်မယ်ဆိုရင်အခုလက်ရှိမှာတော့လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေကမြန်မာနိုင်ငံသားတယောက်တည်းနှစ်ဆချမ်းသာတယ်နှစ်ဆချမ်းသာတယ်အခုဆိုရင်လာအိုနဲ့ကမ္ဘောဒီးယားမှာတော့မြန်မာတွေကသွားလို့လုပ်နေဒါရှက်တယ်နော်ရှက်တယ်ကွာလို့သွားလို့တော့ရှက်တာမဟုတ်ဘူးအရင်တုန်းကဆိုရင်လာအိုတို့ကမ္ဘောဒီးယားတို့ဆိုတာမြန်မာတက်ပို့ပြီးဆင်းရတယ်ဒါပေါ့ဒီသုံးနိုင်ငံမှာဆိုမြန်မာအဆင့်1ဆိုရင်ကမ္ဘောဒီးယားနဲ့လာအိုက3ပေါ့နော်လာအိုအဆင့်1ဖြစ်နေရပါအခုဆိုရင်လာအိုကနံပါတ်1ဖြစ်နေပြီကမ္ဘောဒီးယားနဲ့ပေါ့နော်မြန်မာ3ဖြစ်နေပြီဗျာသိလားအဲ့လိုလာအိုနဲ့ကမ္ဘောဒီးယားမှာအခုဘယ်သူကပိုချမ်းသာလဲဆိုရင်လူဦးရေနဲ့ကအချိုးကြကြည့်မယ်ဆိုလူတယောက်ရဲ့ဝင်နဲ့ကြည့်မယ်ဆိုရင်တော့လာအိုကတော့ကမ္ဘောဒီးယားထက်အနည်းငယ်ချမ်းသာတယ်အဲ့ရောနော်လာအိုကကမ္ဘောဒီးယားနဲ့မြန်မာ3ဖြစ်နေပြီနော်အဲ့တော့အရင်ကမြန်မာထက်ဆင်းရဲတဲ့နှစ်နိုင်ငံကခုဆိုလာအိုကပိုတော်ချမ်းသာတယ်ကမ္ဘောဒီးယားကလာအိုနောက်ကနေကတ်လာပြီးတော့မြန်မာကမပြောချင်တော့ဘူးနော်မြန်မာထက်စင်းရဲတာဆိုလို့အရှိတောင်အာရှမှာနောက်တိုးအရှိတီမိုးပဲရှိရောတယ်ပေါ့နော်ဒါတော့အရှိတီမိုးကမလေးတနေရာမှာနိုင်ငံဖြစ်လို့ပဲဒါတော့မှပဲတနိုင်ငံချင်းစီရဲ့တယောက်ချင်းစီရဲ့လောကသားစာနဲ့ကြည့်မယ်ဆိုရင်အရှိတီမိုးနဲ့မြန်မာမတိမ်ငင်းဖြစ်နေပြီနောက်ပိုင်းဆိုရင်အရှိတီမိုးကတော့မြန်မာနိုင်ငံကိုကြိုတက်သွားခဲ့ရင်မြန်မာကလူတွေကနော်အရှိတီမိုးမှာလှုပ်သွားလို့ရတယ်ဆိုရင်အချက်ကပို့ပွဲပြီပေါ့နော်အာဆီယံနိုင်ငံ17နိုင်ငံမှာမြန်မာအဆင့်17ဆိုရင်ဗျာဟိုးရင်တုန်းကမှလာအိုတို့ကမ္ဘောဒီးယားတို့ကိုအောက်ရှိလို့တော်သေးတယ်အခုကကိုအောက်ဆုံးရောက်တော့ကိုအောက်မှာလက်ရှိအရှိတီမောပဲကျန်တော့တယ်အဲ့အရှိတီမောကလည်းကိုနဲ့မတိမ်မရင်လောကလာတာဖြစ်နေပြီအဲ့နောက်နှစ်အနေငယ်ဆိုရင်ဒီပုံစံတိုင်းလာဆိုအရှိတီမောကကြုံတက်သွားပြီဆိုရင်မြန်မာပြည်ကြီးဖြစ်ပြီအဲ့တော့ဒီပြဿနာကလာအိုကမ္ဘောဒီးယားကတိုးတက်သွားတာမဟုတ်ဘူးအရှိတီမောတို့ကလည်းတအားတိုးတက်သွားတာမဟုတ်ဘူးမြန်မာက2021နောက်ပိုင်းကစပြီးတော့ငွေကြေးဖောင်းဖွားမှုတွေနဲ့စင်းရဲမွေးတွေတိုးလာတဲ့အတွက်ကြောင့်စီးပွားရေးရှင်းလင်းမှုတွေထပ်သွားတဲ့အတွက်ကြောင့်ဒီလိုဖြစ်နေတာဒေတာမှန်အဲ့လိုအဲ့ဒါကိုနားလေတင်နေပေါ့နော်အဲ့လိုကိုထောက်ခံတဲ့သူတွေကောင်းတဲ့ထောက်ခံပေါ့နော်ကိုနိုင်ငံလေးထဲမှာရေတွင်းတွေကဖားတဲ့ငယ်လေးလိုနေပြီးတော့ထမင်းလေးဝါရုံလောက်နဲ့ကိုအဖွဲ့အစည်းကိုအတိုင်းဝိုင်းနဲ့အဆင်ပြေနေုံနဲ့တော့ကြီးနေလို့မရဘူးတင်များနိုင်ငံကလိုက်ကြည့်ရမှာတင်များနိုင်ငံကနိုင်ငံကြီးမဟုတ်ဘူးကမ္ဘောဒီးယားဒါကိုအရှိတီမုန်းနဲ့ပဲကြည့်အောင်ကိုကိုမှီပြီးတော့ကြိုတက်နေပြီဒါရှက်ဖို့ကောင်းနေတယ်ဖြစ်ချင်းဖြစ်အရှိတီမုန်းလို့လာလို့ကမ္ဘောဒီးယားတို့ကမြန်မာမှာလာပြီးတော့အလုပ်လာလုပ်ရမှာဒါကြီးချက်ချင်းပြန့်တဲ့အမြင်ပြင်ဆင်နိုင်မှဖြစ်မယ်ကျွန်တော်သားဆိုရင်တော့ခိုင်းရစိတ်မရှိဘူးဒီစစ်ပွဲကြီးကိုလည်းအကုန်လုံးရက်တင်နေတော်တော့ဆိုပြီးနှစ်ဖက်လုံးအော်ပြောလိုက်ရှင်အော်ပြောပြီးလက်နဲ့တွေချားကြတော့ဗျာကျွန်တော်တို့ခုချိန်အမြင်ထားရမယ်လာအိုကြိုတက်ရမယ်ကမ္ဘောဒီးယားကိုကြိုတက်ရမယ်အရှိတီမိုးကနောက်ကမှီတော့မယ်စီးပွားရေးကိုအဓိကလုပ်ပြီးတော့နိုင်ငံကိုပြည်သူတွေစိတ်ချမ်းသာအောင်ထားရမယ်ကိုယ့်ရဲ့ဒီကိုတကောစားကိုအဖွဲ့အစည်းတစ်ခုအကျိုးကြည့်နေလို့မရအောင်အားလုံးစီလုံးနဲ့နိုင်ငံကိုတိစောက်ဖို့အချိန်ရောက်နေပြီနော်ဥပမာတချို့တွေကကိုအဖွဲ့အစည်းကိုမိသားစုကိုအတိုင်းဝိုင်းနော်အင်အားတောင်းဖို့အတွက်ပတ်စံလေးဆွရှာကိုပဲမငဲ့ရင်ကြည်နဲ့ဒီကိုအဖွဲ့အစည်းမငဲ့ရင်ကြည်နဲ့ဒီလက်ယူတယ်နော်ပတ်စံတောင်းတယ်လက်ဖြန့်ပတ်စံတောင်းတယ်ဒါတွေနဲ့ထမင်းဝါနေတဲ့ရွေးသူတို့ချင်းချင်းဟုတ်နေရဖြစ်ပြီးတော့မြတ်တိုင်းကြီးအဆင်ပြေနေတယ်တကယ်ထင်ကြပါတော့တကယ်တနိုင်ငံလုံးစာနဲ့ဟိုကြည့်ခုနကအိမ်ကြီးနိုင်ငံနေနဲ့ကြည့်ကိုကပြက်ကျန်နေပြီဒါပေါ်သေးမဟုတ်ဘူးနော်အဲ့တော့အမြန်ဆုံးပြန်နေနိုးထားပြီးတော့ကျွန်တော်တို့ခုနကပြောသလိုပဲအဖွဲ့တွေအကုန်လုံးပဲပိတ်ပတ်អော်လာချင်းအကုန်လုံးပြောရနော်ရက်တော့စီးပွားရေးရက်တော့ပြည်သူတွေမျက်နှာကိုပဲကြည့်ပြီးတော့စီးပွားရေးကိုအမြန်ဆုံးကောင်းမွန်ပြန်လုပ်ပြီးတော့လာအိုကမ္ဘောဒီးယားတို့ကိုပြန်ကြောတက်ပါဒီနေ့တော့ဒီလောက်ပဲကျွန်တော်လည်းဒါတွေကမကြည့်တတ်ဘူးเนาะကျွန်တော်ကလုပ်ခွင့်ရမယ်ဆိုရင်တော့ဗျာအစတော့ပြန်လုပ်လိုက်ခြင်းတကယ်တော်တော်လေးအားမရဘူးเนาะဒီပုံစံတိုင်းလာဆိုတော့ဒုက္ခလှလှတော့တွေ့တော့မယ်ဒီကိန်းကနန်းလေးဒီเนาะအဲ့ဒါမျက်ွယ်မပြုတ်နဲ့မျက်ွယ်ပြုတ်လိုက်ရင်ဘာဖြစ်သွားမလဲဘေးချီးဖြစ်သွားမယ်เนาะအဲ့ဒါပါဗျာကျေးဇူးတင်ပါတယ်